Hello အားလုံးပဲမင်္ဂလာပါခင်ဗျာပြစ်တိုင်းဒီ tip page ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့ကျွန်တော်ဒီနေ့ညရှိတဲ့ပွဲစဉ်၄ပွဲတွေကမှာကျွန်တော်ကြိုက်နေတတ်တဲ့ပွဲစဉ်လေးတွေကိုကျွန်တော်ရွေးထုတ်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်အကြိုက်ဆုံး၄ပွဲပေါ့ခင်ဗျာတခုမြစ်တာရက်ခံအပ်ပြရစီလောင်းစားဆိုတာကိုပိုင်ငွေကြီးနဲ့စောရတာဖြစ်တဲ့အတွက်အကြိုက်တွင်တော့ like စော့နိုင်ပါတယ်ခင်ဗျာအကြိုက်မတွင်တော့ back ကန်ပါခင်ဗျာခုလောလောဆယ်ကတော့ကျွန်တော်ကြွေကြနေလို့ပြောရမယ် February လအတွင်းမှာ minus ထွက်နေတယ်ပေါ့ဗျာတိုတယ်အချုပ်မှာ minus ထွက်နေတယ်အဲ့အတွက်ကြောင့်ဘက်ကန်ပြီးမှလည်းစော့ပြီးမှအပေါင်းလက်ခတာစာအောင်စော့နိုင်ပါတယ်ခင်ဗျာကိုကြိုက်နေကိုပေါ့နော်ပထမဆုံးကျွန်တော်သုံးသပ်ပေးခြင်းတဲ့ပွဲလေးကတော့ Atlet Bilbao နဲ့ Elche တို့တွေ့မဲ့ပွဲစဉ်လေးပဲဖြစ်ပါတယ်စပိန်လာလီဂါပါခင်ဗျာဒီနေ့ည2နာရီခွဲပေါ့နော်မနေ့ပြန်မနေ့2နာရီခွဲမှာကန်ပါပါကြီးကတော့ Atletico Atlet Bilbao ကကျွန်တော်1.20ခုပေါင်းကြီးကတော့2.10လက်ရှိမှာပေါက်နေပါတယ်ခင်ဗျာအဲ့ဒီအတွက်ကြောင့်ဒီပွဲလေးကိုကျွန်တော်သုံးသပ်ကြည့်ရင်ပေါ့နော်ဒီဘီဘာအိုဘက်ကိုအရင်ကြည့်အောင်ဘီဘာအိုကကျွန်တော် August လပေါ့နော်ယာဒီအစ8လပိုင်းနောက်ပိုင်းမှာလာလီဂါနှစ်ပွဲဆက်အနိုင်နဲ့အတူပုံစံခေါင်းလေးပြန်ရနေတဲ့အနေအထားပေါ့ခင်ဗျာအဲ့ဒီအတွက်ကြောင့်မို့ခြေစွမ်းကနည်းနည်းအတက်ဘက်ကိုရောက်နေတဲ့အနေအထားတန်းစင်းစုံသားမှာရောက်နေတဲ့ Elche တော့ပေါ့နော်နောက်ဆုံး၄ပွဲမှာ3ပွဲအထိရှုံးနေထားတယ်ခင်ဗျာ Elche ကအဆင်ဘယ်လောက်မှရှိမလဲဆိုရင်ကျွန်တော်တို့အဆင့်16လား16လားမသိဘူးကျွန်တော်ကြည့်ပေးမယ်နော်Elche ကတော့အဆင့်16မှာပါ16မှာပါကျွန်တော်တို့ Atlet Bilbao ကတော့အဆင့်9မှာပါခင်ဗျာသူတို့ head to head တွေ့တဲ့ပွဲစဉ်တွေမှာကျွန်တော်တို့သွားကြည့်ရင်လေ Elche ကသူ့အိမ်ကွင်းမှာဆိုအခြေအနေကောင်းပြီး Bilbao အိမ်ကွင်းမှာဆိုရင်အခြေအနေမကောင်းပေါ့နော်နောက်ဆုံးတွေ့ဆုံခဲ့တဲ့5ပွဲမှာ2ပွဲနိုင်2ပွဲနိုင်တပွဲတည်တပွဲရှုံးပေါ့နော် Bilbao ကအကောင်းဆုံးစွမ်းဆောင်ရည်ကိုရယူထားတယ်ပေါ့နော်2ပွဲနိုင်2ပွဲတည်တပွဲရှုံးဆိုတဲ့ရလက် Bilbao ကစွမ်းဆောင်ထားပါတယ် Elche ကတော့head to head မှာအရေးနှိမ့်နေတယ်ပေါ့ဗျာလက်ရှိဇရာထိတ်အထက်အောက်သွားကြည့်ရင်လည်း Elche ကဇက်တိုက်ပုံစံစိုးတွေပြသနေပြီးမှBilbao ကတော့အတက်ဘက်ရောက်လာတဲ့အနေအထားပေါ့ခင်ဗျာနောက်ဆုံးလာလီဂါအဝေးဝင်ပွဲစဉ်10ပွဲကစားထားမှာ9ပွဲအထိ Elche ကရှုံးနေထားတယ်အဲ့ဒီအတွက်ကြောင့်မို့ကျွန်တော် Bilbao ဘက်ကပေါ့နော်ဒီနေ့ညနေချင်ပါတယ် Bilbao ကလည်းတင်းတင်းမြတ်တာတဲ့ဈေး1.20ပေါက်ထားတဲ့အတွက် Bilbao ကိုဘော်လေးကိုပဲကျွန်တော်ရွေးချယ်ချင်ပါတယ်ခင်ဗျာနောက်တစ်ပွဲကတော့ Serie A မှာဒီနေ့ညကံမဲ့ပွဲစဉ်လေးကတော့ Sassuolo နဲ့ Verona ဖြစ်ပါတယ်Sassuolo အကြောင်းကိုအရင်သွားကြည့်အောင် Sassuolo ကနောက်ဆုံး၄ပွဲမှာ3ပွဲအထိအနိုင်နဲ့အတူဇရာအလယ်လက်ထိကို Sassuolo တို့တန်တန်နိုင်ခဲ့တဲ့အနေအထားရောက်ရှိလာပါတယ်ဇရာအောက်ဆုံးက Verona ကတော့ဒီတောက်လျှောက်နိုင်ပွဲပြောင်းနေမှာကပဲတရေပွဲတွေတောင်မှမရှိဘဲနဲ့အရှုံးရလက်ကပိုများနေတယ်ဒါအပြင်အဝေးကွင်းမှာဆိုရင်ကျွန်တော်တို့ Verona က Sassuolo နဲ့ဝေးကွင်းတွေးဆောင်မှာ4ချိန်စလုံးမှာ3ချိန်ထိရှုံးနေထားတယ်ပေါ့ဗျာလက်ရှိပေါက်နေတာကတော့ Sassuolo က1.80ထိပေါက်နေတယ်ဂိုးပေါင်းစည်းကတော့2.40ခင်ဗျအဲ့တော့ရဲ့အကြောင်း Verona ကဘာပဲပြောဘယ်လိုပြောမလဲနောက်ဆုံးသူပေါ့နော်တွေ့ဆုံခဲ့တဲ့ပွဲစဉ်တွေမှာအသင်းတွေကိုဂိုးမရှူးနိုင်တာအတော်ကိုကြာခဲ့ပြီးတပွဲကိုတကူနှုံးသာရှူးနိုင်ခဲ့တယ်ပေါ့နော်ဆက်ဆူအိုလိုကလည်းနောက်ဆုံးသူကန်ခဲ့တဲ့ပွဲစဉ်တွေမှာကျွန်တော်တို့ပွဲစဉ်တွေကိုကြည့်ရင်ပေါ့နော်အသင်းကြီးတွေကိုဆိုရင်သူရှုံးတယ်အသင်းသေးတွေဆိုရင်ဂိုးသွင်းချေရှိတာတော့ရှိတယ်ဗျဂိုးပေါင်းစည်းကကြတော့2.40ပေါ့နော်1.80 2.40ဆိုဒီပွဲကနည်းနည်းတော့ရွေးရခက်တယ်ဆက်ဆူအိုလိုနေခြင်းလဲနေလို့ရတယ်ကျွန်တော်အကြိုက်ကတော့ဆက်ဆူအိုလို body ထက်ကျွန်တော်ဒီနေ့ညဆက်ဆူအိုလိုဂိုးအောက်ကိုရွေးချယ်ပေးချင်ပါတယ်ခင်ဗျာဘာလို့လဲဆိုဂိုးပေါင်းစည်းက2.40နည်းနည်းတော့ danger ဖြစ်တယ်ဗျာဆက်ဆူအိုလိုက2-1တို့ဘာတို့ပြီးနိုင်တဲ့အနေထားဒါပေမဲ့ကျွန်တော်1-1တို့1-0ပဲကျွန်တော်စိတ်ထဲမှာအမှန်ကြည့်ပါမယ်ခင်ဗျာအဲ့ဒီအတွက်ကြောင့်ဒီနေ့ညဒုတိယပွဲစဉ်လေးကတော့ဆက်စုအိုလိုဂိုးအောက်ဖြစ်ပါတယ်ခင်ဗျာနောက်ပွဲစဉ်လေးကတော့ကျွန်တော်ဂျာမန်ဘွန်ဒလီဂါပဲသွားပြရစီဂျာမန်ဘွန်ဒလီဂါမှာတော့မိတ်နဲ့ဟမ်ဘတ်တို့တွေ့ဆုံမဲ့ပွဲစဉ်လေးကိုကျွန်တော်ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်နောက်ဆုံးအင်ကွင်း3ပွဲဆက်နဲ့အတူမိတ်တို့အခြေအနေကောင်းလာတယ်အစတုန်းကတန်းစည်းစုံသားမှာရုန်းကန်နေရတဲ့အသင်းက3ပွဲဆက်အနိုင်နဲ့အတူကျွန်တော်တို့ဇရာအလယ်လက်ဟမ်ဘတ်နဲ့တွေ့ဆုံတဲ့အချိန်မှာကျွန်တော်တို့အကောင်းဆုံးဖြစ်အောင်ဆွမ်းဆောင်နိုင်ပါမလားဇရာလယ်လက်ကဟမ်ဘတ်ကတော့နိုင်ပွဲတွေဆက်နေတယ်ဘွန်ဒလီဂါမှာနောက်ဆုံး5ပွဲဆက်ရှုံးခဲ့တာပေါ့နော်မဟုတ်ပါဘူးခက်မှဖြစ်နေတဲ့ဟမ်ဘတ်ပေါ့နော်ဟမ်ဘတ်အသင်းခက်မှကစားတဲ့အသင်းမိတ်အိမ်ကွင်းမှာ၄ပွဲဆက်နိုင်ဖို့ကအတော်ခက်နိုင်တယ်နော်
အိမ်ကွင်းမှာလေးပွဲဆက်နိုင်ဖို့ကအတော်ခန့်နိုင်တယ်ဒါကြောင့်ဈေးကတော့ main ကကြတော့ကျွန်တော် level 80 3ပေါင်း80ဆိုတဲ့ G ကိုပေးထားရတယ်ဆိုတော့ဒီနေ့ညဘယ်ဟာနေမလဲဆိုတော့ကျွန်တော် main body နဲ့ပဲကျွန်တော်ရဲစွန့်ချင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဘာပြောပုံစံခေါင်းမှာရရှိနေတဲ့အသင်းကကျွန်တော်တို့ဒီပွဲပြီးရင်ပေါ့နော် main ကကျွန်တော်ဘာအသင်းနေနဲ့တွေ့ရမလဲဆိုတော့သူပွဲချက်တယ်လို့ပြောရမယ်ပေါ့နော်ဒါ handbag နဲ့တွေ့ရမယ် handbag ပြင်သူဇက်တိုက်တွေ့ရမှာကLeverkusen နဲ့တွေ့ရမယ် Stuttgart နဲ့တွေ့ရမယ်ပေါ့ဒီအသင်းတွေကအတူတူပို့ဒီ handbag တက်ပို့ခက်ခဲနိုင်တယ်ဘာကြောင့်အဝေးခွင်းတွေမှာသွားစောရမှာဖြစ်တဲ့အတွက်သူ့အိမ်ခွင်းမှာ3ပွဲဆက်အနိုင်ကနေ4ပွဲဆက်အနိုင်ဖြစ်ဖို့သူအကောင်းဆုံးကြိုးစားလိမ့်မယ်လို့ထင်တယ်အဲ့အတွက်ကြောင့်ကျွန်တော် main body ကိုရွေးချယ်ပေးချင်ပါတယ်ခင်ဗျာနောက်တစ်ပွဲကတော့ Brad နဲ့ Marseille Brad နဲ့ Marseille မှာကျွန်တော်တို့ဇေယျအလယ်လက်အသင်းဆိုပေမဲ့နောက်ဆုံး4ပွဲမှာ5ပွဲမှာ4ပွဲထိနိုင်အနိုင်ရရှိခဲ့တဲ့ Brad ရဲ့ခြေစွမ်းကတော့ကျွန်တော်တို့နည်းနည်းချီးကျူးစရာကောင်းမယ်ပေါ့နော် Marseille ကတော့ဒီယာဒီမှာဟိုဘယ်လိုပြောမလဲအသင်းတိုင်းဂိုးသွင်းကြီးအများကြီးရှိတယ်လို့ကျွန်တော်ဒီပွဲမှာပေါ့နော်ခံစစ်ကလည်းအများတန်းဂိုးပေးနေရတယ်ထိတ်ဆုံးကသူ့ရဲ့ပေးကူပေါ့နော်ခံစစ်အားမရတဲ့ပုံစံကြောင့်ပေါ့နော်ပေးကူများနေတဲ့အတွက်သူ1 to 4မှာနံပါတ်4ပဲချိတ်ထားတယ်ပေါ့နော်သူရဲ့ဖွဲစီစရာကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီဘက်မှာသွားကြည့်ရင်ကျွန်တော်တို့ဒီပေါ့နော်အဆင့်4မှာပဲရက်တည်နိုင်ခဲ့တယ်ပေါ့နော်အဆင့်4မှာပဲရက်တည်နိုင်ခဲ့တယ်သူရဲ့ဟိုအပြန်လန်သွင်းကိုတွေများတယ် head to head မှာသွားကြည့်ခြင်းလည်းဒီပွဲစဉ်တိုင်းလို့3ဂိုးနဲ့အထက်ပဲတွေ့ရှိခဲ့ရတယ်တပွဲပဲ Brad အိမ်ကွယ်မှာ2024တုန်းက1-0ဆိုတဲ့နိုင်ရလက်နဲ့ဂိုးအောက်ထားပဲရှိတယ်ပြီးခဲ့တဲ့ဟို2025နိုဝင်ဘာပထမကြော်တော့ကမာစီးကသူ့အိမ်ကွယ်မှာ3-0ဆိုတဲ့ရလက်နဲ့ရရှိခဲ့တယ်အရင်ရာသီမှာလည်း2ပွဲဆက်မာစီယာပဲပေါ့နော်4151ဆိုတဲ့ရလက်တွေနဲ့ပဲဆက်လက်အနိုင်ရရှိခဲ့တယ်ဒီအတွက်ကြောင့်ဒီနှစ်သင်းတွေ့ဆုံမှုမှာလည်းကြေးကိုလည်းသွားကြည့်ရင်မျှတတဲ့ကြေးပေါ့နော်3ပေါင်း60လေးပဲ90မာစီယာပေးထားတယ်အဲ့အတွက်ကြောင့်ဒီပွဲမှာကျွန်တော်အနေနဲ့ကင်းနဲ့2-1ဆိုတဲ့ရလက်ကိုဟိုရရှိသွားမလားပေါ့နော် Brad က1မာစီယာအနည်းဆုံး2ဂိုးပေးရမယ်2ဂိုးရမယ်သူပြန်ပေးရင်လည်း2ဂိုး2ဂိုးပေါ့နော်ကျွန်တော် save ဖြစ်မဲ့မာစီဂိုးပေါ်လေးကိုပဲရွေးချယ်ပေးခြင်းပါတယ်ခင်ဗျာအဲ့အတွက်ကြောင့်ကျွန်တော်ဒီနေ့ရွေးချယ်ပေးတဲ့ပွဲစဉ်လေးကိုပြန်ကောက်ပေးပါမယ်ခင်ဗျာပထမအဆုံးပွဲကတော့ Atlet Bilbao နဲ့ Elche မှာကျွန်တော် Bilbao ကိုရွေးချယ်ပေးထားပါတယ်ခင်ဗျာနောက်တစ်ပွဲကတော့ Sassuolo နဲ့ Verona မှာကျွန်တော်Sassuolo ကိုရွေးချယ်ပေးထားပါတယ် main နဲ့ handbag မှာဆိုရင်ကျွန်တော် main body ကိုရွေးချယ်ပေးထားပါတယ်ခင်ဗျာ brand နဲ့ Marseille မှာကတော့ကျွန်တော် goal ပေါ်ကိုရွေးချယ်ပေးထားပါတယ်ခင်ဗျာလောင်းတိုင်းပေါင်းနိုင်ကြပါစေပြီးတော့ကြတော့မနက်တိုင်းငွေထုတ်နိုင်တဲ့ user များဖြစ်ကြပါစေကျွန်တော်ဒီဗီဒီယိုလေးကို YouTube မှာလည်းတင်တယ် YouTube ကညီကိုတွေလည်း subscribe လေး like လေးလက်မလေးအားပေးကြဖို့မေတ္တာရက်ခံကြပါတယ် YouTube နဲ့ YouTube ရော Facebook က TikTok မှာ Facebook နဲ့ TikTok ကညီကိုတွေလည်းအသေးလေး share လေးနဲ့ကူညီပေးပြီးမှကျွန်တော်ကို support ပေးကြပါအောင်လို့မေတ္တာရက်ခံချင်ပါတယ်ခင်ဗျာအကြိုက်မတွင်တော့ backend เนาะကျွန်တော်ကတော့ကျွန်တော်အကြိုက်လေးတွေကိုရွေးချယ်ပေးထားတာဖြစ်လို့ကိုညီကိုတွေအပေါင်းလက္ခဏာဆောင်မယ်လို့မျှော်လင့်မိပါတယ်အားလုံးပဲ good luck ပါနောက်နေ့မှာထပ်တွေ့ပါမယ်ခင်ဗျာ